မင်္ဂလာပါမိတ်ဆွေများကျွန်မဆက်ပြီးတော့ခွန်အားပေးတိုက်တွန်းသွားမယ်ကျွန်မဒီဟိုပါပေါ့ဒီလကအရန်ကြီးကြီးတဲ့ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Halloween လာတော့မယ်အဲ့ဒီအရာအတွက်ကျွန်မမိတ်ဆွေတို့ကိုအသိပေးချင်တာဆိုတော့ဒီကျွန်တော်တို့ယုံကြည်သူတွေကနမောနမဲ့နိုင်တယ်လေအဲ့တော့ကျွန်တော်တို့ဒီလာထဲမှာဝင်ရေးရမှာတတိထားရမယ့်အရာလေးတွေပေါ့နော်ဆိုတော့ school store ဆိုင်တွေမှာမိတ်ဆွေတို့ကြည့်မယ်ဆိုရင်ကလေးတွေစားစရာတွေနော်သိရမလားကစားစရာတို့စားစရာတို့ဒီချိုချင်တို့ချောကလက်တွေမှာနော်ဒီတရေရုပ်ပါတဲ့ဟာတွေနဲ့နော်တင်နေပြီဖြစ်တယ်ဆိုတော့အဓိကမိတ်ဆွေတို့ကိုပြောချင်တဲ့အရာကကျွန်တော်တို့ဒီလိုဟိုဟာလေးကလေးရှိတဲ့မိခင်တွေနော်မိဘတွေအနေနဲ့ကျွန်တော်တို့သိဖို့အတွက်ကဒီလိုအစားအသောက်တွေကိုကျွန်တော်တို့ယုံကြည်သူတွေကသိပြီးတော့ကလေးအစားအသောက်ပဲဆိုပြီးသိကယူမဆိုင်ဘူးဒါပေမဲ့သိဖို့အတွက်ကကျွန်တော်တို့နော်ဝင်းကြီးရမှာဒီနတ်ဆိုးတကားဖွင့်သွားနိုင်တဲ့အရာတွေအများကြီးရှိတယ်နော်ဆိုတချို့ကလည်းနော်အယုံကြည်မရှိဘူးနော်အဲ့တော့တချို့ကလည်းအဲ့လိုအယုံကြည်မရှိတော့လဲဟိုနဲ့ဆိုးကလှုပ်ချင်တယ်လို့လှုပ်တာနော်ဆိုတော့ဒီအခုဒီနောက်ဆုံးသောကာလမှာနော်နိုးအေးလက်ထက်ခဲ့တော့နော်ဒီကောင်းပြက်ကြတော့ကောင်းကင်မှာနေရပို့ပြီးတော့အလုံးလုံးတဲ့ကာလဖြစ်တယ်ဒါကြောင့်သူတို့တွေကပို့အလုံးလုံးလေယုံကြည်သူတွေအနေနဲ့ပို့ပြီးသတိထားစရာဖြစ်တယ်ဆိုတော့နော်ဒီလိုအယောင်းဝယ်လုပ်တဲ့နေရာမှာတချို့ကနော်ဒီကလေးတွေကိုဒီလိုကစားတဲ့အခါမှာလေသိမလားကလေးဟွာပဲကလေးကဘာမှသိတာမဟုတ်ဘူးဆိုကျိုးတချို့ကမိဘတွေကိုယ်တိုင်ကအဲ့ဒီဟာမျိုးလေနော်ဒီ Hollywood နဲ့ပတ်သက်ပြီးတော့မှနော်တအိမ်မိတအိမ်ချိုချင်းနဲ့သွားဝင်ငါတာတို့အဲ့ဒါမျိုးတွေလေတော့ပေးလုပ်တယ်ပြမိတ်ဆွေများယုံကြည်သူမိဘတွေအထူးသတိထားဖို့အတွက်ထူးဒီနေ့နှိုးဆော်ချင်တာဖြစ်တယ်ဆိုတော့ကျမတို့ဒီနတ်ဆိုးကိုနော်နေရာပေးတယ်ဆိုရင်ကလေးတွေရဲ့အထဲမှာနော်နတ်ဆိုးကနေရာယူတယ်ဆိုရင်သူတို့ကိုမောင်းတဲ့အတူကတော့အဲ့ဒီနတ်ဆိုးတွေကမောင်းတဲ့အခါမှာမဖြစ်တဲ့နာတွေဖြစ်တယ်တချို့ကကလေးတွေငယ်ငယ်လေးတွေနဲ့နော်ဒီဘယ်လိုပြောမလဲ depression တွေဖြစ်တယ်နော် suicide တွေလုပ်ချင်တယ်နော်တချို့ကဒီဟိုဟာတွေမကောင်းတဲ့ game တွေကြည့်ပြီးတော့နော်တချို့ကမိဘတွေတတ်လာတဲ့အရာတွေနော်အခုအမေရိကမှာကြည့်လဲတော်တော်များများကလေးတွေကနော်မိဘတွေကိုပြန်တတ်တယ်ဆိုတာတော့မိဘတွေကိုပြန်လုပ်တယ်ဆိုတာတွေအများကြီးကျမတို့မြင်ရမှာဖြစ်တယ်ဆိုတော့ဒါကြောင့်ကျမတို့သိဖို့အတွက်ကနော်ဒီယုံကြည်သူတွေအနေနဲ့ကကျမတို့အရန်ရေးကြည့်တယ်နော်ဒါကြောင့်မလို့ကျမတို့ဒီနေ့အခုရန်ဒီနောက်ဆုံးတော့ကာလနိုးအေးလက်ထက်ကဲ့သို့ဖြစ်မယ်ဆိုတဲ့အရာတိုင်းပေါ့နော်အရန်ဒီသူ့တေတီတွေလေနော်သူ့တေတီတွေသူတို့နော်လိုက်တဲ့အခါမှာနော်အခုသူတို့ဘာတွေ့လဲဆိုတဲ့အခါမှာတကယ်ကိုဒီအယိုးကောင်းကွယ်နေပေါ့နော်တကယ်လူမဟုတ်တဲ့ဒီအကောင်းတွေကချွန်ကြီးတွေလေသိရမလားဟိုအကျိုးသားလိုနော်ဟိုလူသားလိုနဲ့လေဒါဒိမက်ဆီကိုတွေမှာသူတို့တွေ့တာဖြစ်တယ်ဆိုတော့ဒီသူ့တေတီလုတ်တဲ့လူတွေဟိုပါပေါ့နှစ်ပေါင်း35နှစ်လုတ်လာခဲ့တဲ့လူတွေကဒါဆိုဒီကျမကျန်းစာမှာတကယ်ဒီဂျိုင်းရန်နေဆိုတာတကယ်ရှိခဲ့တယ်ဆိုတာကိုသူတို့လက်ခံတာဖြစ်တယ်เนาะဒါကြောင့်တမန်ကျန်းစာမလိမ်ဘူးတကယ်ဟုတ်တယ်ဆိုတာကိုသူတို့ကိုတက်သေးထူနေတာဖြစ်တယ်เนาะဒါကြောင့်အခုချိန်မှာလဲအများကြီးဒီ Nephilim လိုမျိုးเนาะဒီ hybrid တွေပေါ့เนาะဒီနတ်ဆိုးတစ်ပိုင်းလူတစ်ပိုင်းလို့ပြောလို့ရတဲ့ဒီဝိညာဉ်ဆိုးတွေကလဲနေတာဖြစ်တယ်เนาะဒါကြောင့်တချို့တော့သူတွေများလဲเนาะသိရမလားလူတို့ထင်တဲ့ဟာတွေလဲဟုတ်ချင်မှဟုတ်မယ်เนาะဒါကြောင့်အကင်ပါဖို့ဝင်ကြီးရမှာငါတို့တကယ်ပြောနေတဲ့သူကလူရောဟုတ်ရဲ့လားเนาะသိရမလားပြက်ကြတော့ကောင်းကင်တမန်နေအကြီးကျယ်လုပ်နေတဲ့ကာလဖြစ်တယ်အလုပ်လုပ်နေတာလေဆိုတော့မိတ်ဆွေများကျမတို့ဒီအခုနောက်ထပ်သိထားဖို့အတွက်ကဒီလာထဲမှာအသွေးနဲ့ပူဇော်ခြင်းကိုဒီစာတန်ကိုင်းတွေကအများအားကြီးလုပ်တာဖြစ်တယ်ဆိုတော့သူတို့ဒီလာထဲမှာသူတို့အတွက်ကဟိုပါလေဒီလကအထွတ်ထိပ်ဖြစ်တယ်เนาะစာတန်ကိုင်းကနေပြီးတော့မှဟိုဒီပြောင်းလဲလာတဲ့လူတွေရဲ့တက်တဲ့ခံချက်ကိုကြည့်လိုက်เนาะအထူးသဖြင့်ဒီအောက်တိုဘာ30ရက်ကသူတို့အတွက်เนาะဟိုဝင်းကြီးရမှာရစ်ပူဇော်ခြင်းပေါ့เนาะအကြီးကျယ်ဆုံးဖြစ်တယ်เนาะဒါကြောင့်မလို့เนาะသူတို့ကဒီလပြည့်မှာသူတို့အလုံးလုံးတဲ့အရာကเนาะတိသက်သူတို့ဒီအသွေးတွေပူဇော်တယ်တကယ်လပြည့်ကိုနေညကိုပဲသူတို့ကချိန်တာဖြစ်တယ်เนาะဒါကြောင့်မိတ်ဆွေများကျမတို့သိဖို့အတွက်ကနော်တကယ်ကိုဟာလာဒီလာထဲမှာကျမတို့ဒီဝိညာဉ်ဆိုးတွေတောင်းကျမ်းနေတဲ့ခါမှာကိုယ်လည်းအဲ့တဲ့ထဲမှာမပါဖို့အတွက်နော်အရန်ကြီးကြည်တာဖြစ်တယ်ဆိုတော့နတ်ဆိုးကအကြီးကျယ်သူကနော်ဒီဝိညာဉ်ကိုအယောင်းဝယ်လုပ်နေတာနော်ဒါကြောင့်ကျမတို့ယုံကြည်သူတွေအနေနဲ့ကျမတို့အများကြီးဘုဟုတ္တရှိဖို့အတွက်လိုတယ်ကျမတို့ဗျာဒိတ်ကျမ်းထဲမှာကျမတို့ဗာပြောထားလဲဆိုတဲ့အခါမှာနော်ဒီဟွာတွေနော်မုံတွေနော်ဒီစီတွေနန့်သားတွေရောင်းဝယ်ခြင်းတွေလုပ်ပေမဲ့တဲ့နော်အထူးသဖြင့်လူရဲ့ဝိညာဉ်ကိုရောင်းဝယ်ခြင်းမလုပ်ရဘူးတဲ့ပြောထားတာဖြစ်တယ်နော်ဆိုတော့မိတ်ဆွေများကျမတို့သိဖို့အတွက်ကဘာ
တကယ်တမ်းကဟိုဟာလေနော်ဒီဟိုဘယ်လိုပြောမလဲဝိညာဉ်ကရောင်းဝယ်လို့ရလားနော်မေးစရာရှိလားကျမ်းစာထဲမှာကြည့်လိုက်ကျမတို့ဗျာဒိတ်ကျမ်း78-73ထဲမှာပြောထားတယ်လူရဲ့ဝိညာဉ်ရောင်းဝယ်ခြင်းနောက်ထပ်မလုပ်ရတော့ဘူးလို့ပြောထားတယ်ဆိုတော့နောက်ထပ်မလုပ်ရတော့ဘူးလို့ပြောထားတဲ့ခါကျတော့လုတ်ခဲ့ဘူးလို့ပေါ့နော်လုတ်ခဲ့တာတွေရှိလို့ပေါ့နော်ဆိုတော့ဒါကြောင့်အဲ့လိုလုတ်ခဲ့တဲ့အရာတွေအဲ့ဒီဗျာဒိတ်ကျမ်း78ထဲမှာတော့နောက်ထပ်လုံးဝဖះကခွင့်မပြုတော့ဘူးလို့ပြောနေဒါပေမဲ့အခုချိန်မှာကတော့နတ်ဆိုးကအခွင့်ရနေသေးတာဖြစ်တယ်မဟုတ်လားအဲ့ဒါဆိုအခွင့်ရနေတော့လှုပ်ချင်တိုင်းလှုပ်နေတော့ဆိုတော့မိတ်ဆွေများကျမတို့သိဖို့အတွက်ကအခုဒီဟွာတွေကနော်ဒီစာနိုင်ကိုင်းနေအခုအကြီးကျယ်ပူဇော်တော့မယ်နော်သူတို့တွေဒီဝင်းငင်နေနဲ့သူတို့ဘယ်ကဘာနဲ့အလုပ်လုပ်လဲစာရန်နဲ့အလုပ်လုပ်တယ်တစ်ဖက်ကနေလူသေးဝင်းငင်နေနဲ့သူတို့အလုပ်လုပ်နေတာဖြစ်တယ်နော်အဲ့ဒါကိုကျမတို့သိဖို့အတွက်လိုအပ်တယ်နော်ဆိုတော့တချို့ကနော်ဒီဖျားပါဝါကိုကြတော့တိတ်မယုံချင်ဘူးဒါမဲ့ဒီလိုနော်ဒီ witchcraft တို့နော်အထက်လန်းအောက်လန်းသမားတွေနော်ဒါပေဘေးရင်တို့ဒီဘာတို့တွေဆိုပို့ယုံတယ်နော်တချို့တွေကဆိုတော့ဖျားရဲ့ဝိညာဉ်တော် power ထက်ကိုအဲ့ဒီအရာကိုအယုံကြည်ရှိတဲ့လူတွေကပို့ပြီးတော့များတယ်ဒီလောကမှာအလောလောဆယ်မှာလေဒါကြောင့်မိတ်ဆွေများနော်ကျမတို့ယုံကြည်သူတွေအနေနဲ့ကကျမတို့ရဲ့ကိုးစားရမယ့် power ဖရားရဲ့ power တန်ရှင်တော်ဝိညာဉ်တော်ရဲ့တကူနော်အဲ့ဒါမှမဟုတ်ဖဲနဲ့သိရမလားဟိုတချို့ကဒီနမိတ်လက္ခဏာမြင်ခြင်းနဲ့အဲ့ဒါနောက်ကိုလိုက်ရင်းနဲ့အခုဒီတချို့တော်တော်များများဒီဟွာထဲမှာပါသွားတယ်စာရင်ကိုင်းတွေမှာပါသွားတယ်နော်ဒီနတ်ဆိုးအထက်လန်း online တွေမှာသူတို့ပါသွားတာဖြစ်တယ်နော်ဆိုတော့ဒီလူတွေကလည်းဒီဝိညာဉ်တွေကိုအယောင်းဝယ်လုပ်နေတာမိတ်ဆွေများသိဖို့အတွက်ကဘာလဲဆိုတော့နော်ဘလို့အလုံးလုံးလဲနော်ကျမတို့မြန်မာပြည်မှာပို့ပြီးတော့နားလဲလို့လွယ်တယ်ကွာမြန်မာပြည်မှာကြည့်လိုက်နော်ဟိုမယုံကြည်သူတွေရဲ့ဝိညာဉ်နော်ကောင်းကင်မတက်သေးတဲ့ဝိညာဉ်နော်ဖခင်ယေရှုခရစ်ရဲ့စီရင်ခြင်းကိုစောင့်မဲ့ဝိညာဉ်တွေဒီနော်ကောင်းကင်မတက်သေးဘူးဟလာသူတို့တွေရှောက်သွားနေတော့ရှိသေးတယ်နော်တော့သူတို့တွေဟာလာရက်လဲတယ်နော်သိရမလားဆွန့်ကတ်တဲ့ချိန်သွားနေတော့ဖြစ်သေးတယ်နော်ဒါကြောင့်အဲ့ဒီလူတွေအဲ့ဒီဝိညာဉ်တွေအဲ့ဒါကြောင့်အကြမ်းမြင်ရတယ်မယုံကြည်သူတွေရဲ့အကြမ်းမြင်ရတယ်ဆိုတဲ့အရာကသူတို့ကိုပေးတဲ့သူတို့ကိုနော်အကြမ်းမြင်ပေးတဲ့သူဒီနော်အဲ့ဒီလူတွေရဲ့ဝိညာဉ်ဖြစ်တယ်ဒါကြောင့်သူတို့အဲ့ဒီလူတွေဝိညာဉ်နဲ့ပဲသူတို့ကလဲပတ်နေတာလှုပ်ရှားနေတာနော်ဒီຢာလေးကိုကျမတို့သိဖို့လွယ်လို့အပ်တယ်ဒါပေမဲ့အရှင်တော်ဝိညာဉ်တော်ရတဲ့သူတွေဖခင်ရဲ့ဝိညာဉ်တော်ရတဲ့သူတွေကကြတော့ဖခင်ရဲ့ဝိညာဉ်တော်ပေးတဲ့အရာနဲ့နော်ဒီ prophet ပြုတယ်နော်ဒီအဲ့လိုပေါ့နော်ဝေငှရတယ်ပေါ့တတိပေးတယ်အဲ့ဒါတွေလုပ်တာဒါပေမဲ့မယုံကြည်သူတွေဘက်ကလုပ်တဲ့အရာကြောင့်ဒီလူတွေဝိညာဉ်ကအလုံးလုပ်တာဒီ familiar spirit ဆိုတဲ့နော်ယဉ်နေတဲ့ကိုယ့်ရဲ့အကြောင်းကိုအမြဲတမ်းသိနေလူတစ်ယောက်ရဲ့အကြောင်းကိုပုံမှန်ကြည့်နေတဲ့နော်မြစ်ချေမပြတ်စောင့်ကြည့်တဲ့နတ်ဆိုးတွေကကောင်းကောင်းသိတယ်ဒါကြောင့်တို့တွေကဘသူခေါ်ပေးမလဲနော်သူကဒီလိုနေခဲ့တယ်သူကဒီလိုလုပ်ခဲ့တယ်နော်ဒီချိန်ဆိုသူကဘာလုပ်တတ်လဲသူကအကုန်ပြောနိုင်တယ်လေဆိုဟာဟုတ်ကြည့်တယ်နော်ဒါကြောင့်မိတ်ဆွေများဒီမယုံကြည်သူတွေလှုပ်တယ်လို့မျိုးနော်ကျမတို့ဒီထဲမှာနော်ကိုလည်းမမိသွားဖို့အတွက်အထူးဒီကာလဒီဟောလိဝုဒ်ကာလနော်တတိထားဖို့အတွက်ကျမအသိပေးခြင်းနဲ့ဆိုတော့အများကြီးယုံကြည်သူတွေလည်းအငိုက်မမေ့ဖို့အထူးသဖြင့်အမေရိကရဲ့အသင်းတော်မှာနော်အသိကယူမဆိုင်ဘူးလေနော်အရန်ဝိညာဉ်ရမှာကြီးတလို့လို့နားလေတလို့လို့လုပ်ပြီးတော့တိလားဘာမှလည်းသိတာမဟုတ်နော်ဆိုတော့တချို့အဲ့ဒီအသင်းတော်တော်တော်များများကလက်ခံတယ်အဲ့ဒီရာကိုဆိုတော့ကလေးတွေကိုသူတို့ပေးစော်တယ်တကယ်တော့သူတို့ကနတ်ဆိုးတကားဖွင့်ပေးတာဖြစ်တယ်နော်အဲ့ဒါတွေကျမတို့နော်ဒီယုံကြည်သူတွေမိဘတွေကျမတို့အထူးဆင်ခြင်ဖို့အတွက်အသိပေးချင်တာဖြစ်တယ်တချို့ကနတ်ကပုံနေတာ तू ကဖွင့်ပေးလိုက်လို့ချက်ချင်းဝင်အချင်းချင်းဝင်တဲ့အချိန်မှာ तू ကချက်ချင်းနမိတ်လက္ခဏာပြချင်မှပြမှာချက်ချင်းဟွာပေါ့နော်သူနတ်ဝင်တဲ့လက္ခဏာဟိုလေမြင်ရချင်မှမြင်ရမှာတချို့နတ်တွေကတော်ယုံတန်ယုံမထွက်ဘူးเนาะသူတို့ကတကယ်အကြီးကြီးလောက်ရမဲ့နေရာမျိုးမှာသူတို့ကအလုပ်လုပ်တာဒါကြောင့်တချို့နတ်တွေကเนาะပုံနေတဲ့ခါကျတော့เนาะသူတို့ထဲမှာနတ်ဆိုးရှိမှမသိဘူးเนาะအကြာကြီးတချို့ကဒီတကယ် prophet ကြီးတွေเนาะတကယ်ပိတ်သိရှိတဲ့လူတွေရှေ့ရောက်မှာအဲ့ဒီနတ်ဆိုးကြီးပုံနေတဲ့နတ်ဆိုးကထွက်တာเนาะဒါကြောင့်နော်ဟိုဟာလေးတိလားအဲ့လိုဝင်တာမှဘာမှမဖြစ်တော့ဘူးလို့မထင်နဲ့နော်ပုံနေရင်မိတ်ဆွေသိမှာမဟုတ်ဘူးဒါကြောင့်ကျမတို့အရေးကြီးတာဖြစ်တယ်နော်ဒါကြောင့်မလို့ကျမတို့ဒီကာလနော်ဒီဝိညာဉ်အယောင်းဝယ်လုပ်နေတဲ့ကာလဖြစ်တယ်နော်ဒါကြောင့်ကိုအဲ့ဒီအယောင်းဝယ်လုပ်တဲ့ထဲမှာမပါဘူးကိုသားသမီးတွေမပါဘူးအထူးမိဘများကယူဆိုင်ဖို့အတွက်ကျမခွန်အားပေးချင်တာဖြစ်တယ်နော်ဆိုတော့နောက်ပြီးတော့လေတိလားဒီကျမတို့ဒီဟွာတွေကမယုံကြည်သူနိုင်ငံတွေက
နော်သူတို့တွေကဘာလုပ်လဲဆိုတဲ့အခါမှာနော်ဒီကျမတို့ America လက်တာပဲတကယ်ဒီကလေးဖြတ်ချခြင်းနေနဲ့သူတို့ဒီကလေးရဲ့ကလီစာတွေရောင်းတာတို့နော်ဝယ်တာတို့ဒီအသွေးတွေသူတို့ဟိုပူဇော်တာမျိုးတွေသူတို့အများကြီးလုပ်တယ်ဆိုတော့ဒီအခု China ကလည်းကျမတို့ကြားတဲ့အရာကသူတို့ဒီသူ့တေသနာလုပ်နေတာပေါ့ကလေးတွေရဲ့ကလီစာတွေကိုသူတို့ကဒီလူကြီးရဲ့အထဲမှာသူတို့ခွဲစိတ်ပြီးတော့အစားထိုးပြီးတော့သိရမလားကလေးရဲ့ကလီစာကိုကတော့အစားထိုးခွဲစိတ်ရင်အဲ့ဒီကလေးကရဲ့ကလီစာကနော်လူကလေးတယောက်ကြီးထွားတယ်လို့လေတဖြည်းဖြည်းနဲ့ကြီးထွားလာမှအသက်ပိုရှည်တယ်ပေါ့နော်အဲ့ဒီရဲ့စမ်းတဲ့ချက်ကိုတို့ကိုအောင်မြင်မဲ့လီလန်အောင်မြင်မယ်လို့နော်ယူဆရတဲ့ကာလဖြစ်တယ်ဆိုတော့အဲ့လိုအောင်မြင်မယ်ဆိုတဲ့အခါမှာဘယ်သူအရင်လုပ်မလဲဆိုတော့အခုဒီတို့တရုတ်တမသားနဲ့ပူတင်နဲ့ကတို့ကအဲ့ဒါကိုလောစီဇန်နေတာတို့အထက်ဒီဘယ်လိုပြောမလဲအတိအကျတော့မဟုတ်သေးပေမဲ့တို့ဒီနှစ်ပေါင်းအနှစ်150လောက်နေနိုင်တဲ့အထိတို့နော်အဲ့လိုခွဲစိတ်ဒီကလီစာတွေတို့အစားထိုးဖို့ရှိတယ်ဆိုပြီးတော့ပြောထားတာဖြစ်တယ်ပူတင်နဲ့လေတမတာရှင်းပြီးတို့နှစ်ယောက်ကအဲ့ဒီကလေးကလီစာတွေကိုတို့အစားထိုးခွဲစိတ်ပြီးတော့အနှစ်ပေါင်း150အထိတို့နေဖို့အတွက်လှုပ်ချင်တာဖြစ်တယ်ဆိုတော့ဒါကတို့ပြောရတဲ့အရာဖြစ်တယ်ပေါ့နော်ဆိုတော့ဟာလူမထင်နေတော့မဖြစ်နိုင်ဘူးလို့ထင်တဲ့အရာမျိုးပဲဒါပေမဲ့နော်လူရဲ့တက်နိုင်ခြင်းလှုပ်ဆောင်နိုင်ခြင်းနော်အထင်မသေးနဲ့နော်လူဒီငါတို့တပါးပါကဲတော့ဖြစ်တယ်မဟုတ်လားယေရှုခရစ်နော်ဗာပြောရလဲဒီကဘာဦးချမ်းထဲမှာလူကငါတို့တပါးပါကဲတော့ဖြစ်တော့သူကလုံနိုင်နေဆိုတော့ကိုဖရာသိတယ်နော်ဒါကြောင့်လူရဲ့လုံနိုင်ချက်ခုဒီနော်ဂျိုတွေသွားနေတယ်နော်ခုဒီလုံနေတဲ့အရာတွေမိတ်ဆွေတို့ကြည်လိုက်လူရဲ့လုံနိုင်ခြင်းကအရန်ဒီ unlimited ဖြစ်တယ်နော်လူရဲ့လုံနိုင်ခြင်းကလေဒါကြောင့်ကျမတို့ဒီအရာလေးမှာနော်မဖြစ်နိုင်ဘူးဆိုတာမျိုးမဟုတ်ပဲနဲ့တင်မလားတတိထားဖို့နော်စင်ကျင်ဖို့အော်ဒါလေးဖြစ်သွားပြီဆိုတဲ့အရာလေးတွေနော်သိဖို့အတွက်ကျွန်မခွန်အားပေးရှင်တယ်ဆိုတော့နော်အထူးသဖြင့်ဒီလူတွေရဲ့ဝိညာဉ်ဒီမိတ်ဆွေနတ်ဆိုးတကားကိုဖွင့်ပေးတယ်ဆိုရင်ဖွင့်ပေးတဲ့အတန်းအလုံးလုံးနိုင်တယ်နော်အထူးသဖြင့်ကျွန်မပြောပြမယ်ကျွန်တော်တို့ခုဒီတွေ့ကြုံရတဲ့နေရာမှာဘာတွားတွေ့လဲဆိုတဲ့ခါမှာနော်ပြောပြမယ်ဒီတော်လှန်ရေးလုပ်နေတဲ့သူတွေတတိထားနော်တော်လှန်ရေးဥဆောင်နေတဲ့သူတွေတတိထားနော်ဘာလို့လဲသိလားနင်ကိုကလုံနေတာအသွေးသွန်းတဲ့လုပ်ကိုလုပ်နေတာနော်လက်နက်တွေကိုဝယ်ဖို့အတွက်လက်နက်တွေထောက်ပံ့နေတယ်နော်ဒီအသွေးသွန်းလောင်းတဲ့နေရာမှာကိုကစပွန်ဆာပေးနေတယ်ဆိုသဘောပေါက်ကိုသဘောပေါက်နော်သူများထပ်ပို့ပြီးတော့ကိုဒီဝင်ငယ်ရေးရမှာတတိရှိတဲ့သူဖြစ်ဖို့လိုအပ်တယ်အဲ့ဒါမှမဟုတ်ဘူးဆိုရင်ကိုလှုပ်လိုက်ခြင်းအဖြစ်နော်အဲ့ဒီရဲ့ဝိညာဉ်ဆိုးတကပောက်ဖွင့်လိုက်တဲ့ຢာကိုသားသမီးကိုမိသားစုမှာလာပြီးလှုပ်လိုက်မယ်ဒါအခုကျမတွေ့ရတဲ့အရာမလို့ပြောပြမယ်နော်ခေါင်းဆောင်တွေထဲမှာကျမတွေ့ရတဲ့အရာဖြစ်တယ်နော်ဒီအရာပြောလို့နော်ဟိုခနဲ့ပြောနေမို့ဘ ഹു တုတရှိဖို့ပြောပြတာဆိုတော့နော်ဘာလို့လဲဆိုတဲ့ကမှာမယုံကြည်သူတွေပြောတာမဟုတ်ဘူးနော်မယုံကြည်သူတွေမှာဒါသူတို့အတွက်ကကိစ္စမရှိဘူးဒါပေမဲ့ယုံကြည်သူဆိုတဲ့လူတွေအတွက်ကိုပြောပြတာယုံကြည်သူဖြစ်ရသားနဲ့တစ်ဖက်ကနေဖျားလုပ်လိုက်တစ်ဖက်ကနေအသွေးသွန်းလိုက်တစ်ဖက်ကနေပုံကန်လိုက်အဲ့လိုလုပ်နေတဲ့သူတွေအတွက်ကိုပြောပြနေတာဖြစ်တယ်ဖျားမခိုင်းတဲ့အရာနော်အထူးသဖြင့်ဒီချိန်မှာဖျားတောင်နားထောင်ကိုကျွန်မခဏပြောပြီးပြီနော်ဒီ3-4နှစ်အတွင်းပြောလာပြီးပြီဖြစ်တယ်ဆိုတော့နော်အဲ့လိုဖျားမခိုင်းတဲ့အရာကိုကလှုပ်လိုက်ယုံကြည်သူအနေနဲ့ကိုကလှုပ်လိုက်တဲ့တစ်ဖက်ကနေဖျားတစ်ဖက်ကနေအသွေးသွန်းတစ်ဖက်ကနေပုံကန်မှုလှုပ်တဲ့ခါမှာကိုမိသားစုထဲမှာကိုကလေးတွေထဲမှာနော်ဟိုနတ်ဆိုးကနေရယူသွားတယ်နော်နတ်ဆိုးကကလေးတွေပေါ်မှာလည်းအလုံးလုံးတယ်နော်မိဘတွေပေါ်မှာလည်းအလုံးလုံးတယ်နော်အဲ့လိုတွေဖြစ်နေတာနော်ဒါကြောင့်ဒီຢာကကျမတို့အခုအများကြီးမိသားစုဒီခေါင်းဆောင်ဆိုတဲ့မိသားစုတွေမှာကျမတို့အများကြီးတွေ့ရတာဖြစ်တယ်နော်တို့ကျမတို့ဒီ theory ပြောနေတာမဟုတ်တကယ်တွေ့လို့ပြောပြတာနော်ဒါကြောင့်မိတ်ဆွေများကျမတို့ဒီຢာကတကယ်တော့ဖះကလည်းတုံတင်နေတာဒီမှာနေနေပါလုံနေတယ်ငါမခိုင်းတဲ့ຢာမင်းလုံနေလို့ဒီမှာနတ်ဆိုးတကားတလို့ဖွင့်နေတယ်မင်းနောင်တရအချိန်မင်းနောင်တရဖះပြောနေတယ်နားမလည်ဘူးတို့နော်တစ်ဖက်ကနေတို့လည်းဖះကိုချစ်တယ်လေဖះနဲ့သွားတယ်လေဒါပေမဲ့တစ်ဖက်မှာလည်းဇာတိကလုံနေတယ်နော်ဇာတိနဲ့အဲ့ဝင်းရင်မကွဲပြားဘူးတို့ကနှစ်ခုလုံးကိုကင်တာနှစ်ခုလုံးနဲ့အဲ့လိုသွားတာမရဘူးလေဖះဝင်းရင်နဲ့ဇာတိနဲ့ကအတူတူအဲ့လိုမျိုးကြီးလေသိတယ်မလားဖះခုချိန်မှာမခိုင်းတဲ့အရာဖះကအဲ့ဒါမကြိုက်ဘူးဒါကြောင့်တခုဖြတ်နော်အဲ့ဒါဖြတ်ဖို့လိုအပ်တယ်ဒါကြောင့်နော်ဝိညာဉ်တော်ရဲ့အတန်ကိုပဲလက်ခံဖို့နော်အဲ့တော့အခုအဲ့ဒီဇာတိနောက်ကိုလိုက်နေတဲ့သူတွေအထဲမှာနော်ဒီအရာတွေနော်သူတို့မိသားစုတွေထဲမှာဒီအရာအများကြီးကျမတို့တွေ့ရတာဖြစ်တယ်နော်ဒါကြောင့်မိတ်ဆွေများတတိထားပါနော်ဒါကြောင့်အသွေးသွင်းနေတဲ့သူတွေပါနေတဲ့သူတွေတော်လိုက်ရေးထဲမှာပါနေတဲ့သူတွေနင်တို့ဝိညာဉ်တိုက်ပွဲများတော့ပဲနော်
ပြောပြမယ်တချို့ကလေဟဲတိုက်ရမယ်ခိုက်ရမယ်အားပေးတယ်မလားဟေးကျမပြောပြမယ်ကျမတို့ကလေနော်ဖះရှိမှာကိုကနော်အပြစ်တင်တာမခံနိုင်ဘူးဒီမှာဖះကနှိုးဆော်ခိုင်းတဲ့ရကျမတို့ဒီမှာ3-4နှစ်နှိုးဆော်လာပြီဖြစ်တယ်နော်ထပ်ပြီးလည်းနှိုးဆော်အောင်မှာဒီလိုတွေရှိနေပြီဆိုတာကျမပြောပြနော်ဆိုတော့တချို့တွေတိတယ်ဒီဟာဝိငင်မှာသွားတဲ့လူတွေငါတို့မားတယ်ဆိုတာတိဒါမဲ့သူတို့ဝင်မခံရဘူးဘာလို့လဲတိလားသူတို့တွေကကြတော့ဟာငါတို့ကရင်ဥဆောင်ခဲ့တဲ့လူတွေငါတို့ကအခုမှငါတို့မားတယ်လို့ပြောလိုက်ရင်မဖြစ်ဘူးတဲ့သူတို့တွေမရဲဘူးတော့မရဲဘူးနော်ရှက်တာလည်းပါမယ်နောက်ပြီးလူတွေရဲ့စိတ်ကိုလည်းဟိုပါပေါ့နော်ဘယ်လိုပြောမလဲအာရော့တလို့ဖြတ်သွားမှလည်းသူတို့ကဆိုးတာပေါ့နော်ဆိုတော့ဝင်မခံရဘူးဖြစ်တယ်ဆိုတော့တချို့ကကျမရှိမှဝင်ခံတယ်။နော်ပြောပြမယ်နော်ကျမရှိမှဝင်ခံတယ်ဟုတ်တယ်ဆမ်မကြီးဆမ်မပြောတကယ်ဟုတ်တယ်တဲ့နော်ပြောတယ်ဒါပေမဲ့သူတို့နော်တကယ်ပေါ်တင်လုံးဝဝင်မခံရဘူးဖြစ်တယ်နော်ဆိုတော့မိတ်ဆွေများတိဖို့အတွက်ကတော့ကျမတို့ဒီဆရာတယောက်ပြောတယ်ကျမအရန်ဟိုလုပ်တယ်တချို့ကဒီတိုင်းရင်းသားမှာကျမတို့တချင်းတိုင်းရင်းသားမှာနော်တချင်းဆက်တယ်တဲ့နော်အဲ့တချင်းကျမတော့မနာမထောင်ဘူးနော်တော်လှန်ရေးနဲ့ပတ်သက်တာကျမတခုမှမကြည့်ဘူးနော်ဖះလည်းမခိုင်းတော့ကျမမကြည့်ဘူးနော်ဒါကြောင့်နော်အဲ့တချင်းတွေပါဆက်လာကျမမသိဘူးဒါပေမဲ့အစီအတယောက်ဝင်ခါချက်မှာကျမတင်းနေဟောပေါ့နော်မိတ်ဆွေတို့ကိုခွန်အားပေးခြင်းနဲ့ရတချို့ကတလို့တချင်းဆက်တယ်ငါတို့တော်လှန်ရေးမှာတဲ့ဘလောက်တောင်မှအသွေးတွေတွန်းရအောင်မလဲကိုရောတဲ့နော်ဖြောင်းမှတ်သောအဘေလာရဲ့အသွေးကဲတို့နော်ငါတို့မြန်မာပြည်မှာဘလောက်တောင်မှအသွေးတွေတွန်းရအောင်မလဲဆိုပြီးတော့မှသူတို့တွေအဲ့လိုမျိုးတချင်းဆက်တယ်တဲ့နော်ဆိုတော့ငါတို့တိုင်းပြည်ငါတို့ရဲ့ဒီပြည်နယ်ပေါ့နော်ကျမတို့ချင်းဆိုချင်းပြည်နယ်နော်ဒီဟိုလွတ်မြောက်ဖို့အတွက်ငါတို့အသွေးအသက်ပေါင်းဘလောက်ပေးရအောင်မလဲနော်အသွေးပေါင်းဘလောက်တွန်းရအောင်မလဲဆိုပြီးတော့မှဆက်တယ်တဲ့တိလားအဲ့နဲ့ SCR တယောက်ကဘာပြောလဲဆိုတော့အေးတဲ့တချင်းဆက်တဲ့လူမစော်ကားပါဘူးဒါပေမဲ့တဲ့ဟိုကိုခိုင်းနိုင်တဲ့အရာကနော်ဖြောင်းမှတ်တော့အာဘေလာရဲ့အသွေးဆိုတဲ့အရာနဲ့ခိုင်းနိုင်เสียမဟုတ်ဘူးဆိုတဲ့အရာသိလားဖြောင်းမှတ်တော့အာဘေလာရဲ့အသွေးနဲ့အခုတော်နိုင်ရေးလုပ်နေတဲ့အသွေးနဲ့ဘာမှမဆိုင်နော်ဆိုတော့ဖြောင်းမှတ်တော့အာဘေလာရဲ့အသွေးကတော့ရစ်ပူဆိုတာဖះနှလုံးတော်နဲ့တွေးဖို့အတွက်ရစ်ပူစုံရင်းနဲ့ तू ကအသက်ခံရတာเนาะစာတန်ကတတ်သွားတာဒီကိုင်းနာကိုအသုံးပြုပြီးတော့ဟုတ်လားအဲ့တော့ तू ကဖះရှိခိုးရင်းဖះကိုရစ်ပူစုံရင်းနဲ့အသက်ခံရတာဖြောင်းမှတ်တော့အသွေးအာဘေလာရဲ့အသွေးကဒါမှမဟုတ်ခုကျိုင်းရင်သားတွေရဲ့အသွေးကဖြောင်းမှတ်တော့အသွေးလို့ပြောလို့မရဘူးတကယ်တမ်းကဖះခိုင်းမခိုင်းမဲနဲ့ပုံကန်တော့အရာเนาะဖះဟိုပါလေဖះကစင်ညွန်ချက်မဟုတ်ဖဲနဲ့ကိုဇာတိတဘောနဲ့ပုံကန်တာအဲ့ဒီထဲမှာမှအများကြီးကဇာတိသမားတွေများတယ်ဝိညာဉ်သမားတွေထဲဇာတိသမားတွေများတယ်နော်အဲ့ဒီဇာတိသမားတွေရဲ့အသွေးဒီဖြောင်းမှတ်တော့အာဘေလာအသွေးနဲ့ဘာမှကိုမဆိုင်ဘူးတခြားစီနော်ဒါကြောင့်တခါလေးကြရင်လည်းသိရမလားဟိုငါတို့တိုင်းရင်းသားတွေလည်းသိလားကိုအာဘေလာလိုမျိုးထင်တာလည်းရှိတယ်လေနော်တချို့ကလည်းဟာနင်တို့လည်းတေးတဲ့လူကိုဗာလဲဟိုအမြင့်ဆုံးသောဂုံပြုခြင်းနဲ့ငါတို့ပေးတယ်တဲ့တကယ်တော့အမြင့်ဆုံးဂုံပြုခြင်းအမြင့်ဆုံးသောချီးမွမ်းခြင်းကဖះကိုပေးရတာနော်ဒါပေမဲ့ယုံကြည်သူကမဟုတ်ဘူးအဲ့ဒီတော်လိုင်းရေးမှာတည်တဲ့လူအမြင့်ဆုံးသောချီးမွမ်းခြင်းဂုံပြုခြင်းပေးပလိုက်တာနော်ဖះကိုပေးရမယ့်အရာလူကိုပေးပလိုက်တာနော်အဲ့လိုတွေဖြစ်နေဒါကြောင့်ဝိငင်ရမှာကျမတို့နော်အများကြီးဖះကတုံတယ်တာကျမတို့ကနောင်ရနဲ့လှည့်လာဖို့အတွက်ဖြစ်တယ်နော်အခုကြည့်လိုက်ကျမဖုတ်ချင်မှတင်တယ်တချို့မကြိုက်လဲတင်ပါကျမပြပြမယ်ကျမတို့အခုနော် UM မှာအလိန်ညာနဲ့ရောက်လာတယ်ဟဲ့ဒီရောက်တော့လဲကောင်းကောင်းဟိုဖြောင်းမတ်လဲဟိုနေလာမနေပါဘူးဒီမှာလဲဟိုနော်တည်မလားဖိုးစက်မယ်တခိတ်လိန်စားနေတာလေအစိုးရတဲ့ပတ်စံနေလိန်စားနေတာပဲမဟုတ်ဘူးလားနော်အဲ့လိုလူတွေပါပြောပြမယ်နော်ဒါကြောင့်လေကိုတွေအရန်ဖြောင်းမှတ်တယ်လို့မလုံးနဲ့နော်အေးဒါပြင်ကျမတို့ဒီအခုချင်းပြည်နယ်ဆိုလို့ရှင်ကျမကြားတာလေနော်ဒီဒေါအောင်ဆန်းစုကြည်လက်ထက်မှာတဲ့နော်ငါတို့ချင်းပြည်နယ်ဒီတဲ့ငွေအများဆုံးစားတော့ပြည်နယ်ဖြစ်တယ်နော်ဟိုဘယ်လိုပြောမလဲချင်းပြည်နယ်ဆင်းရဲတော့တဲ့နော်တလားဟိုထောက်ပံ့ကြေးတွေအများဆုံးငွေအများဆုံးသွားတဲ့ပြည်နယ်ဖြစ်တယ်နော်ဆိုတော့အဲ့လိုအများဆုံးသွားတဲ့ပြည်နယ်ဟုတ်တယ်ဆိုရင်သူတို့ငွေပေးတဲ့အလောက်၄ယောက်လဲချင်းပြည်နယ်တိုးတက်မှုတွေမတွေ့ရဘူးဘယ်ဆိုပတ်စံတွေကခေါင်းဆောင်တွေရဲ့လက်ထဲမှာပျောက်သွားတယ်နော်ဒါကြောင့်ငါတို့တိုင်းရင်းသားတွေယုံကြည်သူတွေငါတို့ဒီလောက်တောင်မှဖះကအားကိုးလို့မရဘူးငါတို့တွေဒီလောက်တောင်မှဖြောင်းမခြင်းမရှိဘူးတဘောပေါက်ဖို့လိုရတယ်ဒါကြောင့်လေမယုံကြည်သူနဲ့သွားပြီးမရှင်နဲ့နော်မင်းအောင်လိုင်းတို့နဲ့တော်ပြီးကိုမရှင်နဲ့ငါတို့ဒီလောကရဲ့အလင်းယေရှုခရစ်ကလောကရဲ့အလင်းဖြစ်ဖို့အတွက်ခေါ်ထားတဲ့သူတွေဖြစ်တယ်
နော်ဒါကြောင့်မယုံကြည်သူမယုံကြည်သူကသူကိုယ်ွယ်တဲ့ဖះမှန်လားမမှန်လားတော့သိတာမဟုတ်ဘူးသိရမလားအဲ့တော့ကိုယ့်အလုပ်ကပါလဲလင်းဖို့အတွက်ကိုယ့်အလုပ်ကအဲ့တော့ကိုမယုံကြည်နဲ့တော်မယုံကြည်သူနဲ့နိုင်ပြီးတော့မယုံကြည်လောက်တဲ့တန်းကိုယ်လုပ်ဖို့မဟုတ်ဘူးလေဟုတ်လားဆိုတော့ဒါကြောင့်ကျမတို့အခုဖះကနော်ဖြောင့်မှတ်ခြင်းအတ္တတာနော်သူ့ကိုကြောက်ရွံ့တော့အတ္တတာနောင်တနဲ့တိုးဝင်ဖို့အတွက်ဖះကခေါ်နေတာနော်အဲ့ဒါကိုမသိဘဲနဲ့ကိုယ်အကြိုက်လုပ်နေတာသိလားဒါကြောင့်လေတချို့အဲ့ဆရာတက်ကလည်းအဲ့ဒါကြီးကပြောတဲ့နေရာမှာကျမတို့ငါတို့တကယ်တမ်းဆိုရင်လည်းဆူတောင်းရင်နဲ့ငါတို့တွေကနော်သူမြောက်ပိုခွန်းလွတ်နိုင်ဖို့အတွက်ဆူတောင်းရမှာနော်သူများကိုပို့ပြီးတော့မှဂယုဏရှိဖို့အတွက်မေတ္တာရှိဖို့အတွက်နော်ချီနှောင်ခြင်းတဲ့ကနေကင်းလို့ဖို့အတွက်ငါတို့ရဲ့ဆူတောင်းတဲ့အဖြေကထွက်ရမှာတဲ့ဒါပေမဲ့ငါတို့ခုတိုင်းရင်းသားတွေရဲ့ဆူတောင်းခြင်းကငါတို့ဆူတောင်းပြီးတာနဲ့တော်လှန်ရေးဖြစ်တယ်ဆူတောင်းပြီးတာနဲ့ပုံကံဖို့အတွက်ပဲထွက်လာတဲ့အဖြေကနော်ဆိုတော့ငါတို့ဆူတောင်းတဲ့အရာကြီးကဘလို့မှဖះထံကအဖြေလာတယ်လို့ပြောလို့မရဘူးဆိုတဲ့အရာကိုပြောပြတာနော်တကယ်လည်းမိတ်ဆွေစဉ်းစားကြည့်လေငါတို့ဆူတောင်းရင်ပို့ပြီးတော့စိတ်ရှည်ရမှာငါတို့ဆူတောင်းရင်ပို့ပြီးတော့မေတ္တာရှိလာရမှာဟုတ်လားငါတို့ဆူတောင်းရင်ပို့ပြီးတော့သူတစ်ပါးရဲ့အပြစ်ကိုပို့ခွန်းလွတ်လာရမှာလေခွန်းလွတ်နိုင်လာရမှာလေဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့အခုကဆူတောင်းလေသူများကိုပုံကန်ချင်းလေဆူတောင်းလေတတ်ဖို့ပဲစဉ်းစားလေဆူတောင်းလေနော်လက်နဲ့အတွက်ထဲဖို့အတွက်စဉ်းစားလေဒါကြီးကဝိညာဉ်တိပွက်မဟုတ်လားနော်မကြိုက်လေပြောမှာနော်ပြောဝေငှလိုက်ကြတော်နိုင်ရေးလုပ်တဲ့လူတွေပြောလိုက်ကြသိလားနော်အဲ့တော့ပြောပြမယ်တဲ့လားမိတ်ဆွေများကျမတို့ဖះကအခုတုံတင်နေတာဖះတန်ဝန်နားထောင်ဖို့လေဆိုတော့ဒီဒါဝိစစ်တိုက်တယ်ဆိုတဲ့ရောင်ဒါဝိပြန်မတုံ့ပြန်မဲနဲ့10ချိန်တိသူထွက်ပြေးတဲ့ຢာကြတော့နားမထောင်ချင်ဘူးမယူချင်ဘူးကိုယူချင်တာပဲယူတာနော်ဒါကြောင့်မလို့မိတ်ဆွေများဖះကတစ်ချိန်လုံးစစ်တိုက်ခိုင်းနေတာမဟုတ်ဘူးဖះကလေတစ်ချိန်လုံးပုံကန်ခိုင်းနေတာမဟုတ်ဘူးဒီချိန်ဖះရဲ့အတန်ကိုနားဆွန့်တတ်ဖို့ဖះကဒီချိန်ဒီရာသီမှာဘာစကားပြောလေအဲ့ဒီຢာကိုကျွန်တော်တို့နားလည်ဖို့အတွက်နော်ဝင်ခံတတ်ဖို့အတွက်လိုအပ်တယ်ဆိုတော့နော်ဒီဝိညာဉ်ဆိုးတွေနော်အခုအသွေးသွန်းနေတဲ့သူတွေများနော်အဲ့ဒီအသွေးသွန်းလာတဲ့နော်ဝိညာဉ်ဆိုးတွေကပြန်ပြီးတော့မှမိတ်ဆွေတို့ကိုပြန်ပြီးတော့တိုက်ခိုက်နေဆိုတဲ့အရာမိတ်ဆွေတို့တတိထားပါနော်ဒါကြောင့်မလို့ယုံကြည်သူတွေဝိညာဉ်ဆိုးတကားဖွင့်လာတာနဲ့နော်အဲ့ဒီလူတွေဝိညာဉ်ဆိုးတွေကပြန်ပြီးတော့ကိုယ့်ကိုလာတိုက်တယ်ဆိုတော့အထူးသဖြင့်ဒီမယုံကြည်သူတွေရဲ့ဝိညာဉ်တို့ကငရဲတိုက်ရိုက်သွားနေတာမဟုတ်ဘူးလဲနေတာလေသိလားဒါကြောင့်မလို့နော်သဘောပေါက်ဖို့အတွက်ပြောပြတာငရဲသွားသေးတာမဟုတ်ဘူးအဲ့တော့ကိုယ့်ကသဘောနဲ့ကိုငရဲသွားဖို့သိလားတို့တွေကမယုံကြည်သေးဘူးတို့တွေကစီရင်ချင်းခံရအောင်မှာတို့တွေကယေရှုခရစ်ရဲ့ဧဝံဂေလိဒီလိုရှိတယ်ယေရှုခရစ်ကပြောပြတဲ့အချိန်တရားစီရင်ချင်းခံရအောင်မှာငရဲကိုတိုက်သွားနေတာမဟုတ်ဘူး။နော်အဲ့ဒါကြောင့်မိတ်ဆွေများအဲ့ဒီရဲ့ဝိညာဉ်ဆိုးတွေကပြန်ပြီးတော့တိုက်ခိုက်တဲ့အခါမှာသိရမလားဘာဖြစ်တာလဲမသိဘဲနဲ့တစ်ချိန်လုံးဆူတောင်းတယ်ဗျအမြင်အရင်းမြစ်ကိုကြည့်နော်အရင်းမြစ်ကပါလဲနော်သိရမလားကျွန်းတို့အကြီးမကြီးလေအဲ့ဒါအရာရပါလေကိုကဒီလိုဖြစ်လာဖို့အတွက်ကိုဘာလန်းဖွင့်ပေးလိုက်တယ်လေအဲ့ဒီအရာကိုပို့ပြီးတော့စစ်ဆေးဖို့လိုအပ်တာနော်တကြောင်မို့မိတ်ဆွေများနော်တော်လိုင်းရေးလုံးနေတဲ့ဒိုရေးလုံးနေတဲ့သူတွေနော်ဝင်းကြီးရမှာအရန်ရင်ကျက်တလို့နော်အရန်နားလေတလို့မလုံးနဲ့ခံရမယ်အခုလက်ခံနေရတယ်တချို့တော့အကောင်းဆောင်တွေရဲ့မိသားစုတွေအများကြီးတမိသားစုမကောင်းနှစ်မိသားစုမသုံးမိသားစုမကောင်းလေးမိသားစုမကောင်းကျမတွေ့နေတာလေနော်ဥမာတကယ်ငွေကောက်နေတဲ့သူတွေလေအလလာဖြစ်နေတာသိလားအေးအဲ့ဒါလေးကျမပြောပြမယ်တချို့ကတလို့ရှိရင်စူပတောင်းတင်ပြဆူတောင်းဆိုတော့တင်ပြတာပါဆိုကျွန်တော်တို့ CNA ရတယ်နိုင်ဖို့အတွက်အမလေးမိဆူတောင်းတာပြင်ကျမပြောပြမယ်တိလားပြောလိုက်တာလေမိဆူတောင်းချက်မျိုးဖះလို့တော့ရှိတဲ့ဆူတောင်းချက်မျိုးမဟုတ်ဘူးနော်ဟိုလေဖာရီရှဲဆူတောင်းချက်မင်းတို့ငါတို့ပြစ်တယ်မကြည့်ပဲနဲ့နော်သိမလားသူများရဲ့အပြစ်ကိုမြင်ပြီးတော့အလားသူမမယုံကြည်သူတွေရဲ့အပြစ်ကိုတစ်ချိန်လုံးမကိုကပဲကောင်းတလို့လုံးနဲ့နော်ဖာရီရှဲလိုမျိုးကိုပြစ်ကိုဖုံးထားဖះရှိမှဆူတောင်းတယ်မလုပ်နဲ့ဒီလိုဆူတောင်းချက်မျိုးဖះမကြိုက်ဘူးနော်ဆိုတော့ပြောပြရတယ်ကျမလေးအဲ့ဒါဆိုရင်လို့မင်းဒီတိုက်ပွဲဝင်နေတဲ့သူတွေရဲ့ဝိညာဉ်တွေနော်ကဲတင်ချင်းရဖို့အတွက်ယေရှုခရစ်ရဲ့မြတ်တာကိုနားလည်ဖို့နော်လက်ခံယုံကြည်ဖို့အတွက်နင်ဆုတောင်းပေးဘူးလားကျမမေးတာမတောင်းပေးဘူးတဲ့အေးအဲ့ဒါကြောင့်ပြောမင်းတို့ဆုတောင်းတဲ့အရာကျမပြောရလေနင်တို့ဆုတောင်းတဲ့အရာပြောင်းလိုက်တော့လို့နော်နေအဲ့လိုပုံစံမျိုးနဲ့ငါတို့နိုင်ဖို့ဆိုတဲ့ပုံစံမျိုးနဲ့ဆုမတောင်းနဲ့ကျမပြောတာသူလည်းမျက်နှာပြက်နော်ဆိုတော့ကျမတို့တိုင်းရင်းသားတော်တော်များမှာစစ်ခွေးတွေတို့နော်ဒီမကောင်းဆိုးဘွားဘာညာအဲ့လိုမျိုးနဲ့ဆူတောင်းခြင်းမျိုးဖျားစီမရောက်ဘူးနော်ပြောပြလိုက်ကြအောင်ငါတို့တိုင်းရင်းသားတွေလေတိလားအဲ့လိုဆူတောင်းနေတဲ့ဟိုမှာတောင်ပေါ်မှာနေတဲ့သူတွေများ
အဲ့လိုဆူတောင်းခြင်းမျိုးဖះဘလို့မှနောင်ရောင်ဘလို့မှဖြေပေးလို့မရဘူးဒါကြောင့်လေအဲ့ဒီသူတွေကပြောတာပေါ့နော်ဒီကျမတို့ဒီဆူတောင်းတင်ပြတဲ့ချိန်မှာငါတို့တဲ့အခု4-5နှစ်မှာတဲ့ငါတို့တဲ့9 million ကုန်သွားပြီတဲ့ဒီခုချိန်ထိလည်းငါတို့မနိုင်သေးဘူးတဲ့အဲ့တော့ငါတို့တက်တက်ပြောင်းမယ်တဲ့တက်တက်မပြောင်းနဲ့ကျမပြောပြတာမင်းတို့နောင်တနဲ့ဝင်ချတောင်းပါနောက်ဆုတ်နော်ဒီအလုပ်ကိုဖះပြောနေတာဖះလို့ခိုင်းတာမဟုတ်ဘူးမင်းတို့နှုတ်ဆုတ်ရမှာကျမပြောတာလေအဲ့ဒါလေသူတို့ကလည်းမကြိုက်ဘူးသိလားဆိုတော့မဟုတ်ဘူးတဲ့ငါတို့တွေတဲ့နော် worship နဲ့ဥဆောင်မယ်တဲ့ worship လုပ်မယ်တဲ့ဟာဖះမခိုင်းတဲ့နေရာမင်းတို့ worship လုပ်လဲရှုံးမှာပြောပြမယ်နော်တိလားဖះစကားကိုနာမခံမဲနဲ့လေလှုပ်ချင်တာလှုပ်မရဘူးဖះနေရမှာတဲ့ကိုကသွားဖို့လိုရတာတိလားအရာဟုတ်တယ်လို့နော် worship မကောင်းလားကောင်းတယ်ဒါပေမဲ့ပြောပြမယ်နာခံချစ်ပုံကံမှုမှာ worship သွားလို့နဲ့ဖះမခိုင်းတဲ့နေရာမှာသွားလို့မရဘူးနော်အဲ့တော့လေကျမပြောပြမယ်နင်တို့ဒီလောက်4-5နှစ်ကျမတို့ပြောလာတာကြာပြီနင်တို့တွေမလုံနေဒီရဖះမခိုင်းဘူးပြောနေလဲမရဘူးအဲ့တော့နော်ပတ်စံနေဒီကြားထဲမှာဘယ်လောက်လဲနော် CBC USA ရှုံးတဲ့ရတယ်ကြည့်လိုက်ဖြောင်လိုက်ဒီတို့အခုချိန်ထိအစနာမရဘူး9 million ပြောလိုက်12 million ပြောလိုက်အခုနောက်တယောက်ကလည်းဒီ9 million ရှုံးနေတယ်ဆိုတော့မိတ်ဆွေစဉ်းစားကြည့်တို့19 million နဲ့ million 20လောက်တို့ရှုံးသွားပြီငွေဒါလူမပါသေးဘူးနော်ငွေကြီးပဲပြလာဒီကြားထဲမှာကဲတင်ချင်းမရသေးတဲ့သူတွေဘယ်လောက်တောင်တက်ဆုံးရှုံးသွားလဲကြည့်လိုက်နော်အဲ့တော့ကျမပြတာနင်တို့နောက်ဆုတ်နော်ဖះမခိုင်းတဲ့လုပ်ကိုမလုပ်နဲ့နောက်ဆုတ်ငါအခုလိုနိုင်ဖို့အတွက်ဆိုတာငါမတောင်းနိုင်ဘူးကျမပြတာအဲ့တဲ့ထဲမှာငါမတောင်းနိုင်ဘူးမင်းတို့ဖះကိုအစီအစဉ်ကိုဆွဲဖះကိုအစီအစဉ်ထဲမှာဆွဲမထဲနဲ့နော်ကိုကပဲဖះစင်စင်ထဲမှာငါတို့ဘယ်လိုပါဝင်မလဲဖះဒီချိန်ပါခိုင်းတယ်ကိုသူခိုင်းတဲ့ပုံမှာအာမင်လို့ပြီးတော့ပါဝင်ဖို့အတွက်ပဲလိုအပ်တာကျမပြောပြသိလားအဲ့ဒါလေးသူတို့လည်းမကြိုက်မျက်နှာပြက်လည်းမတတ်နိုင်ဘူးကျမတို့ကတော့အပြက်ပြောတာဘယ်သူမှမျက်နှာမှမကြည့်ဘူးသိလားအဲ့လိုအခုအဲ့လောက်ပြောတာတော့မှလေခေါင်းမှာတော့ရှိသေးတယ်ကျမပြောပြတိုင်းရင်းသားတွေလေလူမျိုးဆွဲတဲ့လူတွေပြောပြမယ်ဘလောက်ဖះစေလွတ်တဲ့လူတွေစကားပြောတာလေသူတို့ကြားတယ်လားမကြားဘူးလားကြားတယ်နော်ဒါပေမဲ့လုံးဝအာမင်ဆိုပြီးချက်ချင်းဝင်ခံဖို့တော်တော်လေးကိုသူတို့ဝင်လေးနေတာဖြစ်တယ်သိလားဘာလို့ဆိုအဲ့ဒီလူမျိုးဆွဲတဲ့ဝိညာဉ်ဆိုနော်ဒီ against လုပ်စေတဲ့ဝိညာဉ်ကြီးကသူတို့ထဲမှာကြီးဆိုးတဲ့အခါမှာဝင်မခံနိုင်ဘူးကိုအမားကိုလည်းဝင်မခံနိုင်ဘူးကွာသိလားငါတို့မားတယ်ငါတို့နောက်ဆုံးမယ်လို့ဆိုလည်းမလုပ်ချင်ဘူးကွာသိလားရှေ့ဆက်တိုးဖို့ပဲစဉ်းစားနေတာကိုအကြံစီထဲမှာဖះကိုထည့်ဖို့ပဲစဉ်းစားနေတာသိလားစီစဉ်နေဆွဲတယ်ဖះကိုတော့ပါအဲ့ဒီတက်ပွဲနိုင်ပါစေလုံနေတာဖះမပါဘူးပြောပြမယ်ဖះမပါလို့လေချင်းကွဲပြီးတိုက်နေတာအဲ့ဒါပြောပြတာတိုင်းရင်းသားတွေလေသိလားအကြီးအကျယ်ဖះကိုတကုံစုတောင်းနေတာမလားဖះပါအဲ့လောက်မကွဲဘူးလေသိလားဒီလောက်ကွဲပြီးတော့အချင်းတိုက်နေတာဖះမပါလို့လက္ခဏာကိုကြည့်အတိပွင့်ကိုကြည့်ပြောပြတာနော်အဲ့ဒါကြောင့်လေသိလားဖះကရုံးရင်ခံဆက်ကုန်မပြုတ်ဘူးဖြစ်တယ်နော်ဖះမခိုင်းတဲ့အလုပ်ကိုလုပ်တော့အဲ့တော့ကွဲပြဲစီယုံချင်းမရှိလာဘူးနော်ကွဲပြဲလာတာဖြစ်တယ်ဒါကြောင့်မိတ်ဆွေများဒီဟာအဲ့ဒီအရာကလေနော်သိလားဝင်းရင်ဆိုးကအဲ့လိုအလုံးလုံးနေဒါကြောင့်ကိုဟာဝင်းရင်ဆိုးရဲ့အကြံစီထဲမှာပါဝင်ပြီးတော့လုပ်နေတာတဲ့မလားဒီစာတန်ကလက်ခုပ်တီးနေတာဟေးငါအထက်ငါရက်ကွက်ထဲဝင်လာပြီဆိုတော့လေဖះအတွက်ကလေတလားဒီຢာထဲမှာသူ့ဘုံထင်ရှားစရာမရှိဘူးတချို့သောသူတွေသူ့စကားကိုနားထောင်တဲ့သူတွေစီမှာပဲရှိတယ်နော်ဆိုတော့တချို့ကလည်းနော်ပြောပါတယ်နော်ကျမပြောတဲ့အခါမှာတချို့ကလည်းဟာရမကြီးတဲ့ဒီထက်တောင်ပြောပါတယ်ငါတို့တွေကယုံကြည်သူတဲ့မယုံကြည်သူတွေဆိုတဲ့ဖះကိုမသိတဲ့လူတွေရဲ့အသွေးကိုသွန်းတာဖះငါတို့ကိုဒီတိုင်းတော့ကြည်နေမှာမဟုတ်ဘူးတဲ့သိလားဖះငါတို့ကိုစီရင်ဦးမယ်လို့ကျုပ်ထဲမှာခံစားရတယ်တဲ့ကျမကိုလေအဲ့လိုလာပြောတဲ့လူတွေရှိတယ်ဟုတ်တယ်သိလားအခုလဲနော်တချို့ဖះကနော်ဖွင့်ပြနေတယ်ပြောခိုင်းနေတယ်ငါတို့တောက်ထက်ဖះရဲ့စီရင်ချင်းနဲ့ခံရဖို့ရှိသေးတယ်ဆိုတော့ချင်းပြီးနေနော်တခြားပြည်နေတော့ကျမမသိဘူးကျမတို့ချင်းမလို့ချင်းပြည်နေကြောင်းပြောပြတာနော်ဒါကျမကဟိုဒီတော်လိုင်းရေးဘွားဘက်ကနေသူတို့ပြောတဲ့အရာကိုကျမကြားလို့ပြောပြတာနော်ဆိုတော့ကကြတော့ဖះမခိုင်းတဲ့အရာလုပ်တဲ့အရာပုံမှာနော်အမင်္ဂလာနော်ဒီဝင်းရင်ဆိုးရတဲ့ကပောက်ပွန့်သွားတဲ့အခါမှာလေနော်ဒီဘယ်လိုပြောမလဲစီရင်ချင်းတောင်းမို့လဲဒီဆုံးမချင်းနော်အကြီးကျယ်ဆုံးမချင်းလာပွဲရှိတယ်နော်ဒါကြောင့်မိတ်ဆွေများကျမတို့အဓိကအခုချိန်နောင်တနဲ့တိုးဝင်ဖို့အတွက်ဖြစ်တယ်ဖះစီမှာနော်ငါတို့ယုံကြည်သူတွေဖြစ်ရတာနဲ့အလင်းမလင်းခဲ့တဲ့အရာတွေငါတို့ယုံကြည်သူအမှုတော်ဆောင်တွေလဲကိုသိပါတယ်နော်အများကြီးပြောကိုပောင်ကိုလှန်နဲ့ထောင်းလှန်နဲ့ထိုးသူတို့ဖြစ်မှာငါတို့တိုင်းရင်းသားတွေနော်အမှုတော်ဆောင်တဲ့အခါမှာဘယ်လိုဆောင်ခဲ့လဲတကယ်ဖះကိုချင်းတဲ့ဆောင်တဲ့သူတွေရှိတယ်တချို့လဲငွေနောက်လိုက်တဲ့လူတွေနော်စပွန်ဆာနောက်လိုက်ပြီးတော့လိန်ပြီးတော့စားခဲ့တဲ့လူတွေနော်ဝန်ခံဖို့အတွက်ကိုယ့်အပြစ်ကိုဝန်ခံဖို့အတွက်လိုအပ်တယ်နော်ဖះဒီချိန်ဖះခွန်ပြုတ်လိုက်တဲ့နေရာမှာအကြောင်းရင်းရှိတယ်နော်ဖះကပြုတ်ပြင်ခိုင်းနေတာမင်းအောင်နိုင်အောင်တော့ပြုတ်ပြင်ခိုင်းတယ်ဒါမှဖ
ကိုပြုတ်ပြင်ရမှမသိမရောက်နိုင်ဘူးတစ်ချိန်ပဲအပြစ်တင်နေလို့တော့မရဘူးဒါကြောင့်ကျမတို့အမုန်းခံပြီးပြောနေတာเนาะဒါကြောင့်ဒီဝိညာဉ်တွေရဲ့အချုပ်ဖြစ်တဲ့ယေရှုเนาะဒီယေရှုခရစ်ရဲ့ဝိညာဉ်အရှင်ဖြစ်တဲ့ယေရှုခရစ်ရဲ့အစကားကိုကျမတို့နားထောင်ဖို့အတွက်လိုအပ်တယ်เนาะဆိုတော့ဒီမယုံကြည်သူတွေကတော့သူတို့ကတော့လုံမှာပဲတဲ့မလားလူတွေဝိညာဉ်နဲ့လည်းသူတို့လုံမယ်เนาะဖြစ်မှာပဲသူတို့ကတော့ဆိုတော့အဓိကကတော့ဒီကျမတို့ကိုဖန်ဆင်းတဲ့เนาะဒီဝိညာဉ်အရှင်ရဲ့ယေရှုခရစ်ရဲ့စကားကိုနားထောင်ဖို့ကကျမတယောက်စီတိုင်းရဲ့เนาะတာဝန်ဖြစ်တယ်နော်ဆိုတော့ခါကြတော့နော်ဒီလိုနားထောင်မှလေဖះအတွက်ဖះရဲ့ပုံသက်တည်နော်ဖះရဲ့နောက်လိုက်ဆိုတာနော်ဒီအလင်းလေးမှာဖြစ်တယ်နော်ဖះရဲ့ဘုံထိန်ချမှာဖြစ်တယ်အခုကြည့်လိုက်လေဖះဘုံမထိန်ချအောင်ကြည့်လိုက်ယုံကြည်သူဖြစ်ရတာသူများလိုတန်လိုက်တတ်တယ်သူများတွေပုံကန်လိုက်ပုံကန်တယ်သူများတွေလက်ဆိုင်လက်စားတယ်ဘယ်မှာပုံသက်တည်ရှိလဲဖះသားသမီးဖြစ်တယ်ဆိုတာနော်မရှိဘူးနော်ငါတို့ဖះသားသမီးဖြစ်လို့သူများတယ်ငါတို့ပုံခိုင်းရင်တော့မသိမလားငွေကြီးပိုက်မှာတော့ငါတို့ကတော့သက်စာရှိမနော်သက်စာလည်းမရှိပါဘူးငါတို့အတိဆုံးတော့ဒါအကုန်လုံးအသေးစိတ်ပြောလို့မကောင်းနော်ဒါကြောင့်မိတ်ဆွေများဒီချိန်မိတ်ဆွေတို့နော်အဓိကဒီမိုးတော်ဆောင်တွေလည်းနောင်တနဲ့တိုးဝင်လာတဲ့သူတွေဖြစ်ဖို့အတွက်ကျမတို့ဆူတောင်းရအောင်ကျမဆူတောင်းတယ်ကိုတကောက်သွားတဲ့ချိန်ပါတယ်လေကိုရောဒီကောင်းဆောင်တွေမရှက်မကြောက်ပဲနဲ့ကိုရောထံမှာနောင်တနဲ့တိုးဝင်လာဖို့နော်အဲ့ဒါဆူတောင်းတာဖြစ်တယ်နော်ဘာပဲဖြစ်သိရမလားဒီအဓိကလေသိလားဒီချိန်မှာလေဖះကလေငါတို့ theory နဲ့လေသိလားကျန်းစာတွေတလောက်တက်ပြအဲ့ဒါတွေနဲ့လူပြောင်းမပြောင်းလဲတော့ဘူးအဲ့လိုပြောလို့ကျန်းစာကြောင်းတက်တဲ့အရာကိုပုံကန်နေတာမဟုတ်ဘူးဟာတစ်ချိန်လုံးဒီလိုကျန်းစာကိုလိုချင်တာဆွဲဒီနေရာမှာဒီလိုဖြစ်ဒါပေမဲ့မျက်မှောက်တော့ကိုတိုးဝင်တဲ့အချိန်မရှိတော့ဘူးမျက်မှောက်တော့ကိုတိုးဝင်ပြီးတော့မှဖះစကားကိုနားထောင်တဲ့အချိန်မရှိတော့မေတင်တစ်ချိန်လုံးသွားကျန်းစာမှာကိုလိုချင်တာကိုဆွဲယူအဲ့လိုနဲ့ပဲလှုပ်လာတော့3-4နှစ်ဘာတိပွင့်မှထွက်လာမလားဘူးလေနော်ကျမတို့နော်ပုံကအချင်းပုံကန်ချင်းငွေကြေးတွေကြားထဲမှာဖြောင်းတဲ့ကိစ္စတွေဒါတွေပဲထွက်လာတာများတယ်မဟုတ်လားနော်ဒါကြောင့်မိတ်ဆွေများမနိုင်လာဘူးနော်အဲ့တော့ဟိုလေတိလာဖះကိုလေကိုအစီအစဉ်ထဲမှာဆွဲထည့်ပြီးတော့ကိုတော့နော်တိလာကိုတက်ပွဲတစ်ခုလေးနိုင်တာဟာငါတို့နိုင်ဖះငါတို့နဲ့ပါတယ်ထင်တယ်ဟုတ်မပါဘူးပြောပြမယ်အရန်နာကြီးလို့လေဖះကခွင့်ပြုလိုက်တာအလိုတော်မဟုတ်ဘူးကျမဟိုတစ်ခေါက်ပြောပြီးပြီနော်ဒါကြောင့်အလိုတော်နဲ့အခွင့်တော်လည်းပိုင်းခြားတတ်တော်သူတွေဖြစ်ဖို့လိုအပ်တယ်နော်ဒါကြောင့်လေအဓိကနော်မြန်မာပြည်ဖះကပြောင်းလဲစေရှင်တယ်နော်အထူးသဖြင့်ပြောင်းလဲနေတယ်မိတ်ဆွေတို့ကြိုက်တယ်လို့မျိုးပြောင်းလဲမှာမဟုတ်နော်ကိုကဟာသိရမလားကျမပြောဖះဖွင့်ပြတယ်လေသိလားငါတို့လွတ်လပ်ရေးတချို့ရတယ်လို့ဆုတောင်းတယ်ကိုရောကျမတို့ရဲ့ဒီပြည်နယ်ကိုတဲ့ကျမစီပါတော့တဲ့ကျမမှာမဟုတ်ဘူးပြောပြမယ်ဘာလို့လဲဝိညာဉ်ကိုကမကြမ်းပါတာလေဝိညာဉ်ကိုကမကြမ်းပါလွတ်လပ်ရေးရမကြမ်းပါဘူးကျမပြောပြအဓိကကျမတို့ဝိညာဉ်ရေးရမှာအရင်ကြမ်းပါမှာနော်ပြည်ကကြမ်းပါမှာအခုကလေစိတ်ငိမ့်သွားရင်တော့မှနော်ဘယ်လိုပြောမလဲဒီဝိညာဉ်ကမကြမ်းမာတဲ့ခါကြတော့လေစိတ်သက်တွေကမကြမ်းမာတဲ့ခါကြတော့လေစစ်သားပြီးသွားမယ်ဘလို့မှလေဖြစ်လာမှာမဟုတ်ငိမ့်လာမှာမဟုတ်ဒီဟာဖះဖွင့်ပြပြီးပြီနော်ဒါကြောင့်မိတ်ဆွေများအဓိကကျမတို့ဖះရဲ့နှုတ်ကပတ်တော်ထဲမှာကျမတို့နော်ပြက်ရက်တဲ့သူတွေဖြစ်ပေါ်လို့ဒါကြောင့်ဒီခုချိန်ဖះကသုံးတဲ့စိတ်တွေခွဲနေတဲ့ချိန်သီးလားလူများကြီးနောက်ကိုလိုက်တဲ့ဖွဲ့နဲ့ဖះစကားကိုနားထောင်တဲ့ဖွဲ့ဒါပဲဒီနှစ်ခုပဲရှိတာလောလောဆယ်နော်ဒါကြောင့်လူကအများကြီးနောက်ကိုလိုက်ချင်တယ်လေနော်သိရမလားလူများကြိုက်တဲ့နောက်ကိုအကောင့်အမှန်တယ်လို့ပဲထင်တာနော်ဒါကြောင့်ပြပြတာအဓိကလူများကြီးကြိုက်တာလိုက်ဆရာလည်းမလို့ဒါကြောင့်ဒီမိုကရေစီဆိုတာလေလူများကြိုက်တဲ့အရာနော်ဒီမိုကရေစီဆိုဖះရဲ့အလိုတော်ကိုစောင်းတဲ့အရာဟုတ်မလားနော်ဒါကြောင့်အများနောက်ကိုလိုက်တဲ့အရာမှာဖះဘုံထေရှားဖို့ခဲရင်းနဲ့နော်ဖះခိုင်းတဲ့အရာမဟုတ်ရင်နော်ဒါကြောင့်မလို့မိတ်ဆွေများနော်ဒီကျတော့ကျမတယောက်စီတန်းမြန်မာပြည်တာရွေ့ဖះကိုတည်တော်နိုင်ငံဖြစ်ဖို့အတွက်ကျမတို့ထပ်ပြီးတော့နော်ဝင်တာစိတ်နဲ့ဆူတောင်းဖို့လိုတယ်အခုလည်းပြောင်းလဲနေတယ်ဟာလေလုယာမြန်မာပြည်ပြောင်းလဲမယုံကြည်သူတွေအများကြီးပြောင်းလဲလာတယ်ဟာလေလုယာနော်အခုကြည့်လိုက်မိတ်ဆွေတို့နော်အဆိုတော်တွေပြောင်းလဲလာတယ်နော်တချို့နော်ဒီအမှုပညာရှင်တွေထဲမှာဖះကိုတွေ့လာတဲ့သူတွေတက်ခံလာတယ်ကြည့်လိုက်လေပြောင်းလဲနေတာမဟုတ်ဘူးလားအရင်ကဆိုအဝင်ကလေးနော်အမလေးဝေငါတနစ်နေလို့လူတယောက်ပြောင်းဖို့ဝေးခဲရင် missionary လုပ်တဲ့လူတွေအသေးဆုံးနော်ကျမတို့လည်းလုံလာတာကြာပြီနော်အတော်ခဲရင်နဲ့တနှစ်မှာပျောက်ဆုံးဝိညာဉ်ရဖို့အရန်ခဲရင်နဲ့ဒါပေမဲ့အခုကျတော့နော်ဖះကဖွင့်လိုက်တယ်နော်ပြောင်းလဲတာမြန်သလားမမေးနဲ့သူတို့အရန်တရားဟောလို့မဟုတ်ဘူးသူတို့ကိုယ်တိုင်ကတက်သေးရပြီးတော့မှပြောင်းလဲလာကြတာသူတို့တက်သေးခံချက်တယ်လည်းမိတ်ဆွေတွေ့မှာပဲခုဘလူပြန်နေတာမဟုတ်ဘူးလား
နော်ဒီဖះကိုမယုံမအောင်သူတို့မယုံယေရှုခရစ်ကိုမယုံအဲ့လိုမယုံဘဲနဲ့သူတို့စမ်းတက်ရင်းနဲ့ပဲသူတို့နော်တွေ့လာတာဖြစ်တယ်နောက်တစ်ချက်မြန်မာပြည်ပြောင်းလဲနေတယ်မိတ်ဆွေများနော်ဒါကြောင့်ဖះအလိုတော်နဲ့ရင်ပြောင်းလဲခြင်းထဲမှာကိုလည်းစီးမျောပါဖို့လိုအပ်တယ်ကိုယ်စိတ်ကြိုက်ဖះကိုနော်ဖះအလိုတော်မဟုတ်တဲ့အရာမျိုးကိုယ်စိတ်ကြိုက်မျိုးနဲ့နော်လက်နက်နဲ့သွားပြောင်းလဲဖို့မစင်စားနဲ့နော်အဲ့ဒါဖះရဲ့အလိုတော်မဟုတ်ဘူးနော်ဒါကြောင့်မိတ်ဆွေများဒါကြောင့်ဖះရဲ့အလိုတော်မဟုတ်လို့ဒီချိန်ထိအဲ့လိုဖြစ်နေသေးတာဒီချိန်ထိချင်းချင်းတိုက်နေကြသေးတာတော်လှန်ရေးသမားတွေထဲမှာဒီချိန်ထိလေနော်ဖះငွေကြီးကြီးတွေကမောက်ကမတွေဖြစ်နေတာနော်ဒါကြောင့်မိတ်ဆွေများဒါမှမဟုတ်အသီးပွင့်နေကျမတို့ကြည့်ပါနော်အခုကျမပြောတဲ့အရာတေချာစုတောင်းနော်သိလားတို့သိလားဟိုဘာလို့တလောက်ကြီးနော်သူများမကြိုက်တာတစ်ချိန်လုံးတိတ်သုံးလေးနဲ့ပြောနေလေနော်ဖះစီမှာစုတောင်းဝင်းငင်တော်ကိုမေးအဲကြောင့်ကျမတို့ကအမုန်းခံပြီးခဏခဏပြောနေတဲ့အရာဖြစ်တယ်။နော်ဒါကြောင့်ကျမတို့ဒီအခုချိန်တော့ဒီဖះကလည်းသူစေခိုင်းတဲ့လူတွေကတကယ်ပြောလားတကယ်ရဲလားဆိုတော့ကိုလည်းဖြေရတယ်ဆောင်းပဲနော်သိရမလားကိုကပြောလိုက်ကိုလာပတ်တာလေတလားမင်းတို့ပစပ်ပိတ်မင်းတို့ကပါတိလို့လဲပါညာဟာဆဲတာတွေရောနော်သိမလားထုလာတယ်လေခံရတယ်လေနော်အဲ့လိုမျိုးလေးတွေဒါကြောင့်ကိုကလည်းဒီဟာပြောတဲ့ခါမှာအများကြီးတက်ခတ်ခံရတယ်နော်သိလားဒါကြောင့်တိတယ်ဒီတက်ခတ်ခံရမယ့်အရာတွေထဲမှာကိုကလည်းခန္ဓာရည်ရှိဖို့ပြင်ဆင်သားပေးတာဖျားခိုင်းရင်ကိုကလှုပ်ဖို့အတွက်သက်စာရှိပြောဖို့အတွက်ကကိုယ့်ဘက်ကတာဝန်ဖြစ်တယ်ဒါကြောင့်ကျမတို့ကနော်ဖျားစကားပဲနောက်ထောင်ကျင်တယ်ကွာသိလားလူတွေ credit ပေးတာအဲ့ဒါတွေတိတ်ပြီးတော့ဟိုမထောင်နော်သိလားလူကကဲ့ရင်လည်းကိုနေရချီးမွမ်းရင်လည်းကိုနေဟုတ်တယ်မလားတစ်ချိန်လုံးလူကအခဏနဲ့ချီးမွမ်းသူတို့ပဲကိုပြန်ချုပ်ချတာသူတို့ပဲဒါကြောင့်လူရဲ့ချီးမြှောက်ခြင်းထဲမှာကနော်မိတ်ဆွေတို့မသားရဖို့နော်အဓိကဖះကမျက်နှာသာပေးတဲ့သူတွေဖြစ်ဖို့အတွက်ထူးလို့အပ်တဲ့အရာလေးကိုကျွန်မပြောချင်တာဖြစ်တယ်ဒါကြောင့်နော်ဒါကြောင့်မိတ်ဆွေများကျွန်မတို့ဒီစစ်မြေပြင်ဖြစ်တဲ့ကျွန်မတို့ဒီအုံနောက်နော်ကျွန်မတို့ရဲ့နှလုံးသားအထူးသတိထားပါနော်ဒီမှာဒီစာရန်ကလေနော်နေရာယူနေတာဒီကောင်းထဲမှာတွေးထဲမှာဒီနှလုံးသားထဲမှာသူကစာရန်ကအခြေချနေတာသူကစာတန်းကဟိုဟာလုံနေတာသူကနော်ဒီ playground လို့ဖြစ်နေတာသူကအမှကစားနေတာသိလားသူရဲ့စစ်မြေပြင်ဒါကြောင့်မိတ်ဆွေရဲ့စစ်မြေပြင်ကနော်ဒီမင်းအောင်နိုင်မဟုတ်ဘူးဒီဟာနဲ့ဒီထဲမှာမိတ်ဆွေစစ်နိုင်တယ်ဆိုရင်အဲ့ဒီကိစ္စမြန်မာပြည်ကိစ္စပြီးတယ်နော်ဒါကြောင့်အတွင်းစစ်ကိုအရင်ကျမတို့ကတိုက်ဖို့တယ်မခဏဒီဟာပြောပြီးပြီနော်ဒါကြောင့်ကျမတို့အတွင်းစစ်ကိုအရင်နိုင်ရအောင်အဲ့ဒါမှလေအပြင်စစ်ဆိုဖះကဘာပြောလေအဲ့ဒါကိုကျမတို့နားထောင်ပြီးလိုက်လို့ရုံပဲဖះနေရမှာကအရန်လွယ်တယ်နော်လှပလေးပြီးသွားမှာနောက်ကြောင့်လေမိတ်ဆွေဖះက credit သူပဲယူချင်တာနော်ငါတို့လူတွေစူးစမ်းလို့နော်အဲ့ဒါလေမျိုးဖះက credit ပေးမှာမဟုတ်သူသားလေးနော်မြန်မာပြည်ရဲ့အရှင်မြန်မာပြည်ပြောင်းလဲစေတဲ့သူဖြစ်တယ်ဆိုတဲ့ရ credit ဖះပဲရမှာနော်ဒါကြောင့်ခုပြောင်းလဲလာတဲ့သူတွေဟုတ်လားတက်တေခံလာကြတယ်တက်တေခံတယ်အများကြီးခုနော်တချို့မီဒီယာမရောက်နိုင်သေးတဲ့နေရာတွေမှာပြောင်းလဲတဲ့လူတွေအများကြီးကျမတို့အခုမီရှင်လုပ်နေတဲ့နေရာမှာဆိုလို့ရှိရင်တကယ်ဒီဟိုဟာတွေထဲမှာဒီ YouTube နဲ့ Facebook တွေမှာမတက်လာတဲ့နော်ဒီအသက်တော်ယုံကြည်သူတွေအများကြီးရှိတယ်မိတ်ဆွေများနော်ဒါလာတိုင်းရှိတယ်ဒါနော်ဒါဖះရှိမှပြပြတာကျမတို့ဒီနော်ဒီလုံနေတဲ့အသီးပွင့်နေလေလာတိုင်းဒီလူတွေလေအများကြီးသူတို့အဖြစ်တယ်အခုနော်တော်တော်လေးတချို့တွေလည်းအခုဟာစိတ်ဝင်စားလာတယ်ဟဲ့ဘာဖြစ်လို့ဒီလူတွေကနော်ရင်တော့ဆိုဒီဖះကိုမစိတ်ဝင်စားဘာလို့ဒီခုကြမှာစိတ်ဝင်စားလာတယ်အဲ့ဒါတွေနော်စမ်းဟွာလေသူတို့ကိုကြည့်ပြီးတချို့ကဖះကိုစိတ်ဝင်စားလာတယ်သိလားဒါကြောင့်မလို့မိတ်ဆွေများသိလားကျမတို့ခုစုတောင်းတာဒီအသက်တော်ယုံကြည်သူတွေရဲ့ဝေငါတက်တဲ့ခံခြင်းအဖြစ်များဆောတော်သူတွေပြောင်းလဲလာဖို့ဒါပြီးတော့ဖះကလှုပ်သားကောင်းတွေများစွာဆေလွတ်ဖို့အတွက်ကျမတို့စုတောင်းတာဖြစ်တယ်နော်ဆိုတော့ဒီချိန်လေးမြန်မာပြည်အတွက်စုတောင်းရမှာလှုပ်သားကောင်းတွေများစွာဆေလွတ်ဖို့နော်ကောင်းကင်နိုင်ငံတော်အတွက်လှုပ်သားကောင်းတွေများစွာဆေလွတ်ဖို့တော်လှန်ရေးအတွက်များစွာဆေလွတ်ဖို့အတွက်စုတောင်းဖို့မဟုတ်ဘူးအဲဒါကြောင့်စုတောင်းချက်ကိုပြင်နော်အဲ့ဒါပြင်ဖို့လိုအပ်တယ်အဲ့တော့လူသားကောင်းတွေများသက်ဆိုင်တဲ့လှုပ်ဆောင်တဲ့သူတွေများစေလွတ်မှနော်မြန်မာပြည်များစွာတာရွေဝင်ပျောက်ဆုံးသောဝိညာဉ်တွေကျမတို့သိရမှာဖြစ်တယ်ဒါကြောင့်နေရမှာပဲကျမတို့နှုတ်ကပတ်တော်စားရအောင်နော်အဲ့ဒါမှကျမတို့ထဲကထွက်လာတဲ့အရာတွေလေယေရှုခရစ်ကိုစားတယ်ဆိုရင်ယေရှုခရစ်ပဲထွက်လာမှာဖြစ်တယ်ဟဲတော်လှန်ရေးကြောင်းမတစ်ချိန်လုံးစားနေရင်တော်လှန်ရေးကြောင်းမတစ်ချိန်လုံးထွက်နေမှာနော်လူမင်းအောင်နိုင်လို့ဖွဲ့ကိုတတ်ဖို့အတွက်တစ်ချိန်လုံးဒီရာပဲစားနေတယ်ဆိုဒီရာပဲထွက်လာမှာလေနော်ဒါကြောင့်နှုတ်ကပတ်တော်ကိုစားဖះပြောတဲ့အရာဒီချိန်ဖះပါပြောတဲ့အတန်ကိုနားထောင်နော်အေးအဲ့လိုနဲ့ကျမတို့သွားတယ်ဟဲ့ဆိုရင်ဒါရွေ့ဖះကအသက်တော်အရာကိုပေးမှာဖြစ်တယ်အသက်တော်ဖွင့်ပြချက်တွေပေးမှာဖြစ်တယ်အသက်တော်
assignment တွေကိုဖះပေးမှာဖြစ်တယ်နော်ဖះကယုံကြည်လို့ရမှာဖြစ်တယ်ငါတို့ပဲဖះကိုယုံကြည်တာဖះမကြိုက်ဘူးဖះကတင့်ကိုယုံကြည်ချင်တာလေနင့်ကိုငါဒီလိုကာလမှာခဲရင်ဆိုရုပ်တော့ကာလမှာနင့်ကိုငါယုံကြည်လို့ရသလားဖះကလည်းဒီချိန်အဲ့ဒါစစ်ဆေးနေတာနော်နှလုံးသားဆောင်ဖို့ပဲမရှုံးစေနဲ့နော်ခံစားချက်ကကိုယ့်ရဲ့ရုပ်တုမဖြစ်ပါစေနဲ့သိလားအရန်ကိုယ့်ရဲ့ဒီအတွေးခံစားချက်ကဖះစကားထက်အတန်မကျဲပါစေနဲ့နော်အဲ့ဒါလေးဒီဆိုတော့ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့မှန်တယ်ဆိုတဲ့အရာကြီးကလေရုပ်တုဖြစ်သွားရင်အန္တရာယ်နော်ဒါကြောင့်ထာဝရဖျောက်စင်လုံးအကျွမ်းမဲ့ရန်စွမ်းရှိသမျှနဲ့ချက်လို့ကိုယ့်ဉာဏ်ကိုမှီမပြုနဲ့တဲ့ပြောထားတယ်လေကိုယ့်ဉာဏ်ကိုမှီမပြုနဲ့နော်ကိုယ့်ရဲ့ဖြောင်းမှတ်ခြင်းကိုမှီမပြုနဲ့ကိုယ်မှန်တယ်ဆိုတဲ့အရာကိုယ်မှန်တယ်လို့ထင်တဲ့အရာကိုအမှီမပြုနဲ့လို့ပြောနေတာဖျားပြောတဲ့အရာနာဝိညာဉ်နဲ့ကောင်သက်စာနဲ့ကောင်သူ့ကိုယ်ကိုယ်ခိုင်းတဲ့အရာမှာကိုယ်ခံစားချက်ကိုဖဲသူ့ရဲ့အလိုတော်ကိုအာမင်လို့ဝန်ခံခိုင်းနေတာဖြစ်တယ်ဖခင်ကဟာလေလုယာဒါကြောင့်မိတ်ဆွေအဓိကကဝိညာဉ်ဆိုးအရန်လုံးနေတဲ့ကာလဒီလအဖဲမှာအထူးဝိညာဉ်ရဲ့တတိဖို့ရှိဖို့အတွက်ကျွန်မနှိုးဆော်ချင်တာဖြစ်တယ်ထိုးသဖြင့်တော်လိုင်းရေးလုပ်နေတဲ့သူတွေနော်ဝိညာဉ်ရဲ့မှာတတိရှိပါဝိညာဉ်ဆိုးနော်ကိုလာပြီးတော့မှအနိုင်ကျင့်လာတဲ့အထက်မှာပြားဝက်နေအောင်ခံရတဲ့သူတွေမဖြစ်ဖို့အတွက်ဝိညာဉ်ရဲ့မှာတတိရှိဖို့အတွက်ကျွန်မဒီရနဲ့ဆက်ပြီးတော့မှကျွန်မမိတ်ဆွေတို့ကိုခွန်အားပေးချင်တာဖြစ်တယ်နော်ဆိုတော့အပြည့်ကိုဝင်ချတောင်းမှမှာနော်ဗာလဲမရှက်မကြောက်နဲ့ငါတို့မှားတယ်ဆိုရင်မှားတဲ့အတိုင်းဝင်ခံရတဲ့သူတွေဖြစ်ပါနော်အဲ့လိုကိုအပြစ်ကိုမဖွက်ထားဘူးဆိုရင်နဲ့ကြားမှာမယ်တဲ့စာလံ30နှစ်ထဲမှာငါဒီကိုအပြစ်ကိုမပေါ်ပြပဲနေတော့ခါတနေ့လုံးကြီးတွားတဲ့အယိုးတွေကနဲ့ဟာသိမလားညီးတွားနေရတယ်တဲ့အပြစ်ကိုဖွက်ထားတဲ့သူရဲ့အတ္တကနော်မချိမတာကြီးဖြစ်နေတယ်ဒါပေမဲ့ဟာကိုတော့အပြစ်ကိုမဝတ်တာဘူးကိုဒီလိုပြစ်ရှိတယ်လို့ဖះစီမှာဝင်ချလိုက်တဲ့ခါမှာဖះခွန်လိုက်တဲ့ခါမှာပဲဖြစ်လဲလွတ်မြောက်ခြင်းရှိသွားတာဖြစ်တယ်ဟာလေလုယာဒါကြောင့်ငါတို့တိုင်းရင်သားတွေယုံကြည်သူတွေကိုအပြစ်ကိုဖုံးတဲ့သူတွေမဖြစ်ဖို့နော်အထူးခွန်အားပေးခြင်းနဲ့နော်အပြစ်ကိုများဝင်ချတောင်းမှမှာနော်အသေးစိတ်ဝင်ချတောင်းမှမှာယွင်းခဲ့တဲ့အရာတွေနော်တစ်ဖက်ကနေဖះလောက်လိုက်တစ်ဖက်ကနေအသွေးသွန်းလိုက်တစ်ဖက်ကနေအသွေးသွန်းလိုက်ချိန်ဆဲလိုက်ဆူတောင်းတာကစနော်ချိန်ဆဲခြင်းနေဟာလာတိလာတုံ့ပြန်ခြင်းနေဟာလာပုံကန်ခြင်းနေအဲ့ဒါတွေလုံနေတဲ့အရာတွေပြန်ဝင်ချပါနော်ကိုဆူတောင်းခဲ့တဲ့အရာမှာယွင်းဆိုတာဆူတောင်းခဲ့တဲ့အရာတွေပြန်ဝင်ချပါအများကြီးနော်ဆိုးတကပောက်ပွန်သွားတဲ့အရာတွေအကုန်လုံးပြန်ပြီးတော့ဝင်ချတောင်းပိုင်ရင်းနဲ့နော်သိရမလားဖះထံမှာပြန်လေရွေးမျက်နှာသာရတဲ့သူတွေဖြစ်ဖို့အတွက်မိတ်ဆွေတို့ကိုကျွန်မခွန်အားပေးချင်တာဖြစ်တယ်နော်ဆိုတော့ကျွန်တော်တို့ဒီရပြောလာတဲ့ရအတိပွင့်လာလိမ့်မယ်လေနော်ခုနှစ်ပေါင်းဘယ်လောက်ရှိသွားပြီလဲ၄-၅နှစ်ရှိသွားပြီလေတွေးလားအဲ့တော့ထက်လာအောင်မယ်နော်အဲ့တော့လေမလုတ်ချင်လဲလေမဝင်မချချင်ဘူးဆိုရင်ငါတို့မှန်တယ်ဆိုရင်လုတ်ပေါ့သိရမလားဒါပေမဲ့ကျွန်တော်တို့ကတော့ပြောစရာရှိတယ်ပြောသွားမယ်နော်ဆိုတော့အချိန်တိုင်းဘုရားတက်သေးထူမယ်နော်ဒါကြောင့်အများကြီးဆက်ပြီးတော့လဲနော်ဘယ်လိုတွေတက်သိလာမလဲဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှနော်သင်ခန်းစာယူအောင်ပေါ့နော်ဆိုတော့အဓိကကိုယ်ခံစားချက်ကိုဖယ်ပါကျွန်တော်တို့လည်းလူပါပဲဇာတိစိတ်ရှိဒါပေမဲ့အဓိကပါလေဖះနဲ့ပတ်သက်နိုင်ငါတို့ဖះစကားကိုရွေးချယ်ဖို့အဓိကဖြစ်တယ်နော်ဖះပြောတဲ့နေရာမှာကျွန်တော်တို့အာမင်လို့ဖို့အဓိကပဲနော်ဒါကြောင့်ဖះရှိမှမျက်နှာตาရတဲ့သူတွေဖြစ်ဖို့အတွက်ကျွန်မရွေးချယ်အောင်ကျွန်တော်တို့တယောက်စီတိုင်းဆိုတော့နှုတ်ကပတ်တော်ကိုနာယုံမြတာပြုတော်သူမဟုတ်နော်တရားကိုကျင့်တဲ့သူတွေဖြစ်ဖို့အတွက်တန်ရှင်တော်ဝိညာဉ်တော်ဒီမဆာပါစေလို့နော်ယေရှုနာမနဲ့ကောင်းချီးပေးတယ်နောက်မှပြန်တွေ့အောင်